မင်္ဂလာပါရှင်။တိနံမီနီမှာဘက်တီးရီးယားရောဂါကြောက်တဲ့အခါမှာအသုံးပြုလေ့ပြုထားရှိတဲ့ကော်ပါအောက်ဆီကလိုရိုက်ရဲ့အောက်ဆလန်နစ်အက်ဆစ်ရဲ့ကာဆိုကာမိုင်ဆင်တို့ရဲ့ဘက်တီးရီးယားရောဂါပုံမှာထိရောက်မှုပုံစံတွေအကြောင်းကိုဆွေးနွေးကြပါမယ်ရှင်။ဒီ CAI သုံးမျိုးစလုံးကဘက်တီးရီးယားရောဂါကိုထိန်းချုပ်နိုင်တယ်ဆိုပေမဲ့ဘက်တီးရီးယားကိုထိခိုက်စေတဲ့သူတို့ရဲ့လုပ်ငန်းစဉ်နဲ့အပင်ထဲကိုဝင်ရောက်ပြီးအလုံးလုံးတဲ့ပုံကမတူပါဘူး။ကော်ပါအောက်ဆီကလိုရိုက်ကရေနဲ့ဖြော်ဆက်ပက်ဖြန်းတဲ့အခါမှာကော်ပါ2+ အိုင်ယွန်းအနေနဲ့ပြိုကွဲပြီးတော့ဘက်တီးရီးယားပရိုတင်းနဲ့အင်ဇိုင်းလုပ်ငန်းစဉ်တွေကိုတိုက်ခိုက်တယ်ပြီးရင်ဆဲလ်နံရံတွေကိုပျက်စီးစေပါတယ်။ဒါ့ပြင်ဘက်တီးရီးယားတွေရဲ့အသက်ရှူခြင်းအောက်ဆီဂျင်ရရှိနိုင်မှုပေါ့နော်အဲ့ဒါကိုဟန့်တားတဲ့ပုံစံတွေနဲ့တိုက်ခတ်တဲ့အာနိသင်ရှိတဲ့ထိတိအာနိသင်ရှိဆေးဖြစ်ပါတယ်။အပင်ထဲကိုဝင်ရောက်ကူးစက်ပွားများပြီးဖြစ်တဲ့ဘက်တီးရီးယားတွေကိုတိုက်ခတ်ဟန့်တားဖို့အာနိသင်မရှိဘူး။ဒါကြောင့်မလို့ကော်ပါအောက်ဆီကလိုရိုက်ကိုရောဂါမစခင်အစောပိုင်းမှာအသုံးပြုတာပို့ပြီးတော့မှန်ကန်ပါတယ်။အောက်ဆလန်နစ်အက်ဆစ်ကကြတော့ဘက်တီးရီးယားရဲ့ DNA ပွားများမှုကိုအဓိကတိုက်ခိုက်တဲ့ဆေးဖြစ်ပါတယ်။ကော်ပါအောက်ဆီကလိုရိုက်နဲ့သူအဓိကကွာခြားချက်ကတော့ဘက်တီးရီးယားဆဲကိုအပြင်ကနေပြီးတော့ပျက်စီးစေတာမဟုတ်ဘဲနဲ့တိကျတဲ့ဇီဝဓာတုလုပ်ငန်းစဉ်ပေါ့နော် DNA ပွားများနိုင်မှုကိုပြစ်မှတ်ထားတဲ့ပုံစံနဲ့အာနိသင်ရှိပါတယ်။အဲ့ဒီတိုက်ခိုက်မှုပုံစံတွေကြောင့်ပဲဒါဆေးရင်ပါမှုဖြစ်စဉ်ကိုပို့ပြီးတော့ဖြစ်လွယ်နိုင်တယ်ဆိုတာကိုသတိထားဖို့လိုပါတယ်။ဒါကြောင့်မို့အောက်ဆလန်နစ်အက်ဆစ်ကိုတီးနှံတရားဒီထဲမှာသူတစ်မျိုးတည်းကိုအကြိမ်ကြိမ်ဆက်တိုက်သုံးခြင်းကိုရှောင်သင့်ပါတယ်။ကာဆိုကာမိုင်ဆင်ကကြတော့ဘက်တီးရီးယားရဲ့ပရိုတင်းချက်လုံးမှုကိုတားဆီးပြီးတော့ဆက်လက်ပွားများခြင်းမရှိအောင်ဟန့်တားပေးတဲ့အာနိသင်ရှိပါတယ်။ကာဆိုကာမိုင်ဆင်ရဲ့အားသာချက်ကကြတော့ကော်ပါအောက်ဆီကလိုရိုက်ထက်အပင်တစ်ရှူးထဲမှာကူးစက်ပွားများနေတဲ့ဘက်တီးရီးယားရဲ့အစောပိုင်းအခြေအနေတွေကိုထိန်းနိုင်တဲ့အားသာချက်ရှိပါတယ်။ဒီဆေးသုံးမျိုးစလုံးကိုထိရောက်အောင်ဘယ်လိုသုံးချမလဲဆိုရင်ဥပမာပေါ့နော်စဘာဘက်တီးရီးယားရွက်6ယောဂဆိုရင်ကော်ပါအောက်ဆီကလိုရိုက်ကိုယောဂမကြခင်ကြိုတင်ကာကွယ်ဖို့အတွက်သုံးရမှာဖြစ်ပြီးတော့ကာဆိုကာမိုင်ဆင်ကိုတော့ယောဂလက္ခဏာစတင်တွေ့ရတဲ့အစောပိုင်းကာလမှာဘက်တီးရီးယားဆက်လက်ပွားများခြင်းမရှိအောင်လို့ရှော့ချတဲ့ပုံစံအတွက်နဲ့ရွေးချယ်ရမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ကြိုတင်ကာကွယ်ဖို့သုံးတဲ့ကကော်ပါအောက်ဆီကလိုရိုက်နဲ့ကာဆိုကာမိုင်ဆင်ကိုရောပြီးတော့သုံးဖို့မလိုပါဘူး။တီးတန့်စီသုံးတာပို့ပြီးတော့သင့်လျော်ပါတယ်။နောက်ထပ်သတိထားမယ့်အချက်ကကြတော့ဒီဆေးသုံးမျိုးစလုံးကိုဘက်တီးရီးယားယောဂအလုံးတော့ဒန်းလူထိရောက်တယ်လို့မယူဆသင့်တာပါ။ယောဂအလိုက်ဖြစ်တတ်တဲ့ဘက်တီးရီးယားမျိုးစားမတူတာရဲ့နောက်တစ်ခါဆေးရွေးချယ်မှုနဲ့သုံးရမယ့်အချိန်ကွာခြားချက်ရှိနိုင်ပါတယ်။စဘာဘက်တီးရီးယားအနံ6ယောဂအတွက်ဆိုရင်တော့အောက်ဆလန်နစ်အက်ဆစ်ရဲ့ကာဆိုကာမိုင်ဆင်ရဲ့ပို့ပြီးတော့ထိရောက်မှုကောင်းပြီးတော့စဘာဘက်တီးရီးယားရွက်6ယောဂမှာဆိုရင်တော့ကော်ပါနဲ့ကာဆိုကာမိုင်ဆင်ကပို့ပြီးတော့ထိရောက်မှုရှိပါတယ်။ဒါကစဘာယောဂ2မျိုးနဲ့ဥပမာပေးပြီးတော့ဆွေးနွေးခြင်းဖြစ်ပါတယ်။အဓိကဆွေးနွေးခြင်းတာကတော့ကော်ပါအောက်ဆီကလိုရိုက်ရဲ့အောက်ဆလန်နစ်အက်ဆစ်ရဲ့ကာဆိုကာမိုင်ဆင်တို့ကဘက်တီးရီးယားယောဂပေါ်မှာဘယ်လိုထိရောက်တယ်ဆိုတာကိုအဓိကဆွေးနွေးခြင်းတာဖြစ်ပါတယ်ရှင်။ကျေးဇူးတင်ပါတယ်။ကျွန်မဒေါက်တာဒတ်တာပါရှင်။